ပြတယ်စားရစားတယ်ပြတယ်ပဲအဲ့ဒါဆရာစီကိုဘိုင်ဘာနဲ့ပြည်ပို့လိုက်ပြီးတော့မှဒါဒီအနေထားရမှလာမှဆရာနံပါတ်1စီပမာစစ်ပြီးတော့ okay လောက်တယ်ဆိုလို့ရှိရင်ဆရာဆင်းလာမယ်အဲ့ကြမှာဆရာချဆိုတဲ့အခါကျတော့အခုနောက်ပိုင်းကတော့ဆရာအဲ့လိုပုံမျိုးဆိုဆရာတစ်ခေါက်လာတယ်ဆရာပွဲတပွဲပြပြီဆိုလို့ရှိရင်သွားကလာကနေစားရစားတယ်အားမလို့ချိန်ပြရဆိုတသိန်းပွဲပြီဆိုသူကလည်းတစ်ခါတလေတော့ပြေးချင်တာပေါ့နော်နောက်ပွဲထုံးပွဲဒီရှင်းလေးကောင်းပါဆိုတော့ပွဲရလာတော့သူတို့လည်းနည်းနည်းကပြေးချင်တယ်ဆရာကတော့အဲ့ဒီလိုလုပ်တယ်အဲ့တော့အဲ့ဒီနေရာဘာကြောင့်အဲ့လိုလုပ်ရလဲဆိုတော့အင်ဂျင်နီဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကညာလို့နေအဲ့လိုဒေတာစုဆောင်းတဲ့အခါဒီလိုကဒီဒေတာစုဆောင်းတာအားနည်းချက်ရှိတယ်ဥပမာပြောရဲ KNU ဆိုလို့ရှိရင်အဲ့ဒီ KNU ရောင်းမဲ့လူကအမီကောင်တော့ okay အမီကောင်ဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်ဒီတိုင်းရမထားနိုင်လေအဲ့ဒီအမီကောင်ကသူကိုယ်လည်းရောင်းပါလားဒါမှမဟုတ်သူကအစစ်စစ်နဲ့ဒင်္ဂါစစ်ရှိပြီးတော့မှအဲ့ဒီဒင်္ဂါစစ်ကနေအရက်ကိစ္စလုံးနဲ့ရောင်းပါလားအဲ့ဒါကိုကဒီတော့အခါလေးပြေးပါအဲ့တော့မိသားကအကျိုးကြတော့အရက်ကိစ္စချုပ်တယ်ပဲအခုလိုမျိုးဟောင်းနေဖြစ်လာပြီဆိုလို့ရှိရင်တော့တောင်းပလာရောက်ပလာလို့နေရာမျိုးဆိုရင်တော့ရက်ကိစ္စရုပ်တယ်10ဦးလောက်ရှိတယ်ဒါပေမဲ့အားတစ်ခုမှမူလားအမီဘောစီကပါဝါယူထားတာတော့ဂျီမီယူထားတာဘာမှမရှိဘဲနဲ့ဒီတိုင်းပြန်လာတာကျွန်တော်တို့အနှစ်30ရှိနေပြီနေလာအဆရှိနေတယ်ပေါ့သူတို့ကအဲ့လိုတော့ပြောပြီးတော့အပေါ်စီကနေပြောတဲ့အခါကျကျွန်တော်တို့ကမလို့သိတယ်ကဥပဒေချက်လက်နဲ့ပတ်သက်လာတယ်လို့ရှိရင်ပြည့်စုံလို့ပြောပြီးခံပြီးတော့နားထောင်ပြရအဲ့တော့နံပါတ်1ကအနည်းဆုံးတဲ့ကြရပြီးမှန်ပြီဒါဆိုလို့ရှိရင်အဲ့ဒီကအနီဘောစီတော့ပါဝါခုတူကယူထားတာယူမထားဘူးဆိုလို့ရှိရင်ယူမထားတဲ့အတွက်အဲ့ဒီအနီဘောကဒေါ်ယူဆိုလို့ရှိရင်ဒေါ်ယူကရှိသေးလားအဲ့စုံစမ်းထားတာဆိုတော့အဲ့ဒါလည်းလူကိုဒါအကျိုးဆောင်လို့မဟုတ်ဘူးလို့ထင်လာတာပေါ့နော်ဒါပေမဲ့လို့ customer ဝယ်ယူလာဆိုလို့ရှိရင်သူကကျွမ်းကျင်တဲ့လူပါလာသူတို့ရှိရငါလာတယ်အဲ့အင်ဂျင်ဝန်ဆောင်မှုအသင်းကကျွမ်းကျင်တဲ့လူပါလာတယ်အဲ့လိုပါလာတဲ့အခါကျတော့သူတို့ကဒီချက်တဲ့ data တွေပုံတောင်းတဲ့အခါကျတော့မပြည့်စုံလည်းပေးနိုင်ရောအင်ဂျင်လုပ်တဲ့အကျိုးဆောင်ချင်းချင်းပဲတစ်ခါကျတော့အချီချစကားတွေများကြအနည်းကဒါလေးလုံးထားဘူးလားဆိုတော့ဒါမဲ့ကိုယ်တွေ့ကြုံရကိုယ်လေးကုသလားဒီလောက်တော့မှတ်သားထားတာမှတ်သားထားတော့လည်းအဲ့ချက်လေးတစ်ခါကျတော့ဒါဒီလူကိုကြည့်ဆိုတာမျိုးဒီလူကကိုကြည့်ပြီးတော့မျိုးစင်းနေဆိုတော့ကိုယ်တိတိကျကျသိထားမှာရောင်းရတာဟုတ်တယ်ဒါပြန်အမီပေါ့ပါဝါတော့ပြီးမထားဘူးဒါတော့အမီပေါ့ကနောင်နှမ်းမယ်ကိစ္စမရှိဘူးပါဝါလိုလို့ရှိရင်မတော့ကိကာလာရောက်ပါဝါယူတဲ့သူတို့ကိုလက်ဆောင်ပြတာမျိုးအားလေးတန်တဲ့ဆက်လေးနဲ့ပြီးနေအဲ့လိုမျိုးတိုင်တယ်အဲ့ဒါရောင်းမှုနဲ့ပတ်သက်လို့ကျွန်တော်တာဝန်ရှိတယ်လူမျိုးလေးကိုကအရင်ကကျိုးဆောင်ပြောင်းနေတယ်ရှေ့လေးလေးကိုသူ့ကိုအားရှိသွားအောင်ပြောပြလိုက်တယ်ဆိုရင်ဒီပွဲကဖြစ်ဖို့ပြီးကြတယ်